အားလုံးပဲမင်္ဂလာပါဗျဖိုးဖိုးတိမြန်မာ YouTube channel ကရင်ကြိုဆိုပါရစေ။ဇွန်လ28ရက်နေ့မနက်3:00နာရီခွဲမှာကစားမဲ့ကမ္ဘာဖလားပွဲ Group A ရဲ့နောက်ဆုံးပွဲစဉ်ပထမဆုံးပွဲအဖြစ်ခရိုအေးရှားနဲ့ဂါနာတို့ပွဲစဉ်ကိုခံမှန်းပေးသွားမှာဖြစ်ပါတယ်။အာရှကြီးဖွင့်လှစ်မှုကတော့ခရိုအေးရှားကနေဘော်ရီကိုတလုံးအနိုင်နဲ့နှစ်သိန်းပေါင်းသွင်းကိုနှလုံး25ရှုံးဆိုပြီးတော့ဖွင့်လှစ်ပေးထားပါတယ်။ကျွန်တော်ကတော့ဒီပွဲစဉ်မှာ9အောက်သွားမယ်လို့ခံမှန်းပေးချင်ပါတယ်။မနက်3:00နာရီခွဲမှာနောက်ထပ်ကစားမဲ့ကမ္ဘာဖလားပွဲ Group A ရဲ့နောက်ဆုံးပွဲစဉ်အဖြစ်ပနားမားနဲ့အင်္ဂလန်တို့ပွဲစဉ်ကိုခံမှန်းပေးသွားမှာဖြစ်ပါတယ်။အာရှကြီးဖွင့်လှစ်မှုကတော့အင်္ဂလန်ကနေဘော်ရီနှလုံး30ရှုံးနဲ့နှစ်သိန်းပေါင်းသွင်းကို3လုံး50ရှုံးဆိုပြီးတော့ဖွင့်လှစ်ထားပါတယ်။ကျွန်တော်ကတော့ဒီပွဲမှာအင်္ဂလန်ကအနိုင်ဆုံးနှစ်ကိုသွင်းမယ်လို့ခံမှန်းပေးချင်ပါတယ်။ဘရာသာတို့ရဲ့ခံမှန်းချက်ကိုလည်းကွန်မန့်မှာမှန်သွားကြလို့ရပါတယ်ဗျ။နောက်ထပ်ပွဲစဉ်အဖြစ်မနက်6:00နာရီမှာကစားမဲ့ကမ္ဘာဖလားပွဲ Group K ရဲ့နောက်ဆုံးပွဲစဉ်ပထမဆုံးပွဲအဖြစ်ကိုလံဘီယာနဲ့ပေါ်တူဂီတို့ပွဲစဉ်ကိုခံမှန်းပေးသွားမှာဖြစ်ပါတယ်။အာရှကြီးဖွင့်လှစ်မှုကတော့ပေါ်တူဂီကနေဘော်ရီတေ80ရှုံးနဲ့နှစ်သိန်းပေါင်းသွင်းကို3လုံး80နိုင်ဆိုပြီးတော့ဖွင့်လှစ်ထားပါတယ်။ကျွန်တော်ကတော့ဒီပွဲစဉ်မှာ9အောက်နဲ့ဖွင့်ပြီးတော့မယ်လို့ခံမှန်းပေးချင်ပါတယ်။နောက်ပွဲစဉ်မနက်6:00နာရီမှာကစားမဲ့ကမ္ဘာဖလားပွဲ Group K ရဲ့နောက်ဆုံးပွဲစဉ်အဖြစ်ဒီယာကွန်ဂိုနဲ့ဥဘတ်ကစ္စတန်တို့ပွဲစဉ်ကိုခံမှန်းပေးသွားမှာဖြစ်ပါတယ်။အာရှကြီးဖွင့်လှစ်မှုကတော့ဒီယာကွန်ဂိုကနေဘော်ရီကိုတလုံး25နိုင်နှစ်သိန်းပေါင်းသွင်းကိုနှလုံး60ရှုံးဆိုပြီးတော့ဖွင့်လှစ်ထားပါတယ်။ကျွန်တော်ကတော့ဒီပွဲမှာ9အောက်သွားမယ်လို့ခံမှန်းပေးချင်ပါတယ်။ဘရာသာတို့ရဲ့ခံမှန်းရကကိုလည်းကွန်မန့်မှာမှန်သွားကြလို့ရပါတယ်ဗျ။နောက်ထပ်ပွဲစဉ်အဖြစ်မနက်8:00နာရီခွဲမှာကစားမဲ့ကမ္ဘာဖလားပွဲ Group G ရဲ့နောက်ဆုံးပွဲစဉ်ပထမဆုံးပွဲအဖြစ်အယ်ဂျီးရီးယားနဲ့အော်စတြီးယားတို့ပွဲစဉ်ကိုခံမှန်းပေးသွားမှာဖြစ်ပါတယ်။အာရှကြီးဖွင့်လှစ်မှုကတော့ဘော်ရီကိုတဲပေးထားပြီးနှစ်သိန်းပေါင်းသွင်းကိုနှလုံးရရင်65ပျော်ရွှင်မှုရမယ်ဆိုပြီးတော့ဖွင့်လှစ်ပေးထားပါတယ်။ကျွန်တော်ကတော့ဒီပွဲစဉ်မှာအော်စတြီးယားကနိုင်သွားမယ်လို့ခံမှန်းပေးချင်ပါတယ်။နောက်ပွဲစဉ်မနက်8:00နာရီခွဲမှာကစားမဲ့ကမ္ဘာဖလား Group G ရဲ့နောက်ဆုံးပွဲစဉ်အဖြစ်ဂျိုဒန်နဲ့အာဂျင်တီးနားတို့ပွဲစဉ်ကိုခံမှန်းပေးသွားမှာဖြစ်ပါတယ်။အာရှကြီးဖွင့်လှစ်မှုကတော့အာဂျင်တီးနားကနေဘော်ရီကိုနှလုံး25ရှုံးနဲ့နှစ်သိန်းပေါင်းသွင်းကို3လုံး35ရှုံးဆိုပြီးတော့ဖွင့်လှစ်ပေးထားပါတယ်။ကျွန်တော်ကတော့ဒီပွဲမှာ9အောက်နဲ့ပွဲပြီးသွားမယ်လို့ခံမှန်းပေးချင်ပါတယ်။အချိန်နဲ့မျှကြေးပြောင်းလဲလဲရှိနေပါတယ်။ရာသာတို့ရဲ့ခံမှန်းရလဒ်ကိုလည်းကွန်မန့်မှာမှန်သွားကြလို့ရပါတယ်ဗျ။အကွေကျွန်တော်ခံမှန်းပေးထားတာကိုသဘောကျချင်နေတဲ့ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ပြီးတော့အားပေးလို့ရပါတယ်။နောက်ပွဲစဉ်ဒီမှာလည်းပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးပဲ bye bye ပါ။